မိုးတွေရွာနေတဲ့ညတညကျွန်တော်လမ်းပေါ်မှာကြောပိုးအိတ်တစ်လုံးကောက်ရတယ်အိတ်ထဲမှာလာချမ်းဆွဲပြားကိုယူပြီးကလေးကညတိုင်းအိမ်မက်တွေမက်လာတယ်အိမ်ကြီးကောင်မလေးသွေးတွေလူတက်မှုတွေအစားကတော့အိမ်မက်ထင်ခဲ့တာဒါပေမဲ့တနေ့အိမ်မက်ထဲကလိပ်စာအတိုင်းကျွန်တော်သွားခဲ့မိတယ်အဲ့ဒီနေရာမှာကောင်မလေးကိုတွေ့ခဲ့တယ်ကောင်မလေးရဲ့အတန်ကြောင့်အမှတ်တရတွေပြတ်သွားတယ်သူမငိုနေတယ်အခုမှတ်မိပြီလားဘာကူကျမကိုရုတ်တရက်သူမရဲ့မျက်နှာပေါ်ကအရေပြားတွေပျောက်ကွယ်သွားတယ်နဖူးကကွဲထွက်နေတယ်နှာခမ်းတစ်ဖက်ပြက်နေတယ်လယ်ပင်မှာလက်ညှိုးရာတွေတေဆုံးခါစလူတယောက်လိုအကိုတက်ခဲ့တာကျမလေးကျွန်တော်တကူလုံးတုံသွားတယ်မဟုတ်ဘူးဟုတ်တယ်အကိုကျမကိုထားစိန်ငှားပေးခဲ့တာလဲအကိုဒီအိမ်ကိုခေါ်လာတာလဲအကိုတက်လိုက်တာလဲအကိုပြီးတော့မေးပြစ်လိုက်တာလဲအကို